ညချမှာရှင်ကြာသပတေးနေ့ည9:00နာရီသတင်းတွေကိုကျမရင်ရွယ်ဦးနဲ့အတူကျမမြတ်သက်မှုကတင်ဆက်ပေးတော့မှာပဲဖြစ်ပါတယ်ရှင်ပထမဆုံးတင်ဆက်ပေးမယ့်ပြည်တွင်းသတင်းတွေကတော့နိုင်ငံတော်သမ္မတတရုတ်နိုင်ငံကိုချစ်ကြည်ရေးခီးတွားရောက်မဲ့သတင်းအခုနေ့ရန်ကုန်တကြံမှာစီးပွားဖြစ်မန်တပ်တွေပြန်လည်ခွင့်ပြုပေးမဲ့သတင်းဆရာကြီးသခင်ကိုတော်မိုင်းရဲ့140နှစ်မြောက်မွေးနေ့ကျင်းပခဲ့တဲ့သတင်းပါဝင်စိတ်ဝင်စားဖွယ်ရာသတင်းတွေကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်ရှင်နိုင်ငံတော်သမ္မတဦးထင်ကျော်ဟာတရုတ်နိုင်ငံကိုချစ်ကြည်ရေးခီးတွားရောက်ဖို့စီစဉ်နေတယ်လို့သိရပါတယ်။သမ္မတရဲ့တရုတ်ခီးစဉ်အသေးစိတ်ကိုသိရှိရရင်တရားဝင်ထုတ်ပြန်ပေးသွားမယ်လို့ပြန်ကြားရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူဦးရဲနိုင်ကပြောပါတယ်။ဒီခီးစဉ်ဟာနှစ်နိုင်ငံနယ်စပ်မှာဖြစ်ပွားနေတဲ့တိုက်ပွဲတွေနဲ့ပတ်သက်ပြီးမြန်မာငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကိုရှေ့ဆက်သွားနိုင်မဲ့လမ်းကြောင်းတစ်ခုကိုပုံဖော်နိုင်လိမ့်မယ်လို့ယူဆကြောင်းရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီဗဟိုကော်မတီဝင်ဦးဆိုင်အောင်မြင့်ခိုင်ကပြောပါတယ်။အခုခီးစဉ်ဟာနိုင်ငံတော်သမ္မတရဲ့တရုတ်နိုင်ငံအတွက်ပထမဦးဆုံးခီးစဉ်ဖြစ်ပါတယ်။2016ခုနှစ်ဩဂုတ်လကလည်းတရုတ်နိုင်ငံကိုနိုင်ငံတော်၏တိုင်ပင်ခံပုဂ္ဂိုလ်ဒေါအောင်ဆန်းစုကြည်တွားရောက်ခဲ့ပြီးနှစ်နိုင်ငံအတွင်းလှုပ်ဆောင်နေတဲ့စီမံကိန်းတွေနဲ့ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်တွေကိုဆွေးနွေးခဲ့ပါတယ်ရှင်။အခုနေ့ရန်ကုန်တကြံမှာစီးပွားဖြစ်မန်တပ်တွေပြန်လည်ခွင့်ပြုပေးမယ်လို့ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ကရင်တိုင်းရင်းသားရေးရာဝန်ကြီးနဲ့ပြန်ကြားရေးတာဝန်ခံဖြစ်တဲ့နော်ဘန်တင်စာမျိုးကပြောပါတယ်။ဒါပေမဲ့ပုဂ္ဂလိကကိုပိုင်ဧရိယာတွေမှာသာလုပ်ပိုင်ခွင့်ပေးမယ်လို့ဆိုပါတယ်။ဒီကနေ့မီဒီယာတွေနဲ့တွေ့ဆုံချိန်မှာအခုလိုပြောကြားခဲ့တာပါ။ပြီးခဲ့တဲ့နှစ်ကခွင့်ပြုထားတဲ့မန်ဒတ်နေရာတွေမှာပဲခွင့်ပြုပါတယ်။အဲ့ဒီမန်ဒတ်တွေအားလုံးပေါ့နော် public area တွေမှာကျင်းပတဲ့မန်ဒတ်တွေအားလုံးကိုစီးပွားဖြစ်အဖြစ်ခွင့်မပြုပါဘူး။ private area မှာတက်တီးသန့်ကျင်းပတဲ့ပွဲတွေသူတို့ရဲ့ private area မှာနော်ကျင်းပတဲ့ပွဲတွေအတွက်ကိုစီးပွားဖြစ်လုပ်လို့ရဆိုလို့ရှိရင်ခွင့်ပြုပေးတာပါသို့တော်ညာလည်းအဲ့လို private area မှာကိုယ့်ဘာသာကိုတည်တံ့ကျင်းပလို့တဲ့လူတွေအတွက်ကိုလည်းစီကံဥပဒေတွေလှုပ်ထုံလုပ်နေတွေတက်ချမှတ်ပေးထားပြီးတော့အခွန်အခကိုလည်းတိတိကျကျနဲ့စီမံဘဏ္ဍာဝန်ကြီးကိုယ်တိုင်ဦးဆောင်ပြီးတော့ကောက်ခံသွားမှာဖြစ်ပါတယ်ဒီလိုစီးပွားဖြစ်မန်တပ်တွေပြန်လည်ခွင့်ပြုမဲ့အပေါ်အရင်နှစ်တွေမှာစီးပွားဖြစ်လောက်ကင်သူတွေကတော့အခုလိုပဲပြောပါတယ်မမကအစရဟိုသူတို့ဒီလိုသိမဆောက်ဆိုရတော့ဟို try နေမှာနော်သူတို့စားရလဲပြန်တင်တယ်ပေါ့ပြန်စားဖို့ပြီးလို့ဟိုဟာဖြစ်အောင်ဆိုပြီးတော့အခု permit တွေသူတို့ပြန်ချပေးမယ်ပေါ့နော်ကျွန်တော်တို့လုံးစရာရှိရတော့ကျွန်တော်တို့လုပ်ပြီးပါပြီညီမဘက်ကဟိုမချပြလေးရပဲရှိသေးတယ်လေမတင်ရလေးရပဲသူတို့ဘက်ကဘယ်လိုလုပ်လာမလဲစားခဏတောက်နေရအဲ့ဒါအခုဒီဗီဒီယိုဆိုညီမဘက်ကညနေပိုင်းတော့ကြာရင်ဟို fly လဲတင်တော့မှာဟုတ်ဖြစ်ပါရဲ့ရှင်ဟုတ်အော်ဒီနေ့တော့ညီမတို့ကကန်တော်ကြီးထဲမှာပေါ့နော်ကန်တော်ကြီးမှာဖောက်ဖြစ်မှာပေါ့ဟုတ်ပြည်သူပိုင်နေရာဖြစ်တဲ့လမ်းမတွေပေါ်မှာပြုလုပ်မဲ့မန်ဒတ်တွေကိုတော့အရင်နှစ်ကချထားပေးတဲ့အတိုင်းပြည်လမ်းမကြီးပေါ်မှာခွင့်ပြုချထားပေးမယ်လို့လည်းနော်ပန်းတင်စာမျိုးကပြောသွားခဲ့ပါတယ်ရှင်ဆရာကြီးသခင်ကိုတော်မိုင်းရဲ့140နှစ်မြောက်မွေးနေ့ကျင်းပခဲ့တဲ့သတင်းကိုတော့ရဲထက်ကျော်ကပေးပို့ထားပါတယ်ရှင်ဟုတ်ပါတယ်မတ်လ23ရက်ကရွှေတကုံဖျားတောင်ဘက်မုတ်အနီးမှာရှိတဲ့ဆရာကြီးသခင်ကိုတော်မိုင်းဂူဘိမှန်မှာပြုလုပ်ခဲ့တာပါ။တမိုင်းဖျက်တွေကိုတန်ဖိုးထားတက်စီဖို့ကုလိုပြန်လဲကျင်းပရတာဖြစ်တယ်လို့ဂူဘိမှန်ထိန်းသိမ်းရေးအဖွဲ့ဝင်တအူးကပြောပါတယ်။တမိုင်းကိုဖျက်ချင်တဲ့ရည်ရွယ်ချက်တွေအဓိကဖြစ်နေတော့ဒါယူလဲခြုံလွယ်ပေပေါင်းတွေအောက်မှာပဲရှိစေတယ်ပေါ့ဗျာ။ဒါကိုကျွန်တော်တို့ပြန်ပြီးတော့ကျုံလုံးလေးကြွလာအောင်လို့အခက်အခဲတွေကြားထဲကကျွန်တော်တို့ပြန်ပြီးတော့တိဆောက်ခဲ့ရတာပါ။နှစ်တိုင်းကနီးစပ်တဲ့အတိုင်းဝိုင်းတွေအနေနဲ့ကတော့မိသားစုအပါအဝင်ကျွန်တော်တို့ဒီနီးစပ်ဘုံကျောင်းတွေမှာပေါ့နော်ဒီလိုပဲလူမသိသူမသိနဲ့အဆက်မပြတ်တော့လုပ်ခဲ့ရတာပါအခုနောက်တော့ဗာပဲပြောဟိုတမိုင်းကဖြတ်လို့မရဘူးအဲ့တော့ကျွန်တော်တို့စွမ်းနိုင်သမျှကျွန်တော်တို့ဒီဝိမန်ထင်းစောင့်ရှောက်ရေးအဖွဲ့ပြန်လဲဖွဲ့စည်းပြီးကျနောက်ပိုင်းမှာဆင်ဆက်မပြတ်ကျွန်တော်တို့နေ့စဉ်နဲ့တိုင်းကျွန်တော်တို့ကျင်းပခဲ့တာဖြစ်ပါတယ်ဆရာကြီးငញ្ញရေးကိုဆောင်ရွက်ခဲ့တဲ့ပုံကိုတအူးဖြစ်တာကြောင့်နောက်လူငယ်တွေအနေနဲ့အတူယူတင်တယ်လို့စာရေးဆရာမဒေါ်တန်းမြင့်အောင်ကပြောပါတယ်ဟိုအခုဆရာကြီးရဲ့140နှစ်မြောက်မွေးနေ့နော်အဲ့တော့ဆရာကြီးသခင်ကိုတော်မိုင်းရဲ့တမိုင်းမှာမြမပြည်အတွက်ကမြမပြည်တဲ့နေမဟုတ်ကဘာကိုပါလှည့်ပြီးတော့လုပ်ခဲ့တာဆရာကြီးရဲ့တပည့်တွေကဆိုလို့ရှိရင်လည်းဆရာကြီးရဲ့တပည့်ရဲ့လို့ထားတဲ့ဆရာကြီးပေါ်မှာကြည်ညိုတဲ့သူတွေဆိုတာကလည်းပဲဘိုလ်ချုပ်တို့လိုလူမျိုးဘိုလ်ချုပ်အောင်ဆန်းတို့လိုပုံကိုမျိုးတွေဆိုတာတကယ်တော့ဆရာကြီးဟာနိုင်ငံရေးမှာကောငြိမ်းချမ်းရေးမှာကောစပေအရာမှာကောမြန်မာနိုင်ငံကိုထိန်းချောင်းခဲ့တဲ့ပုံကိုကြီးတယောက်ဖြစ်တယ်ဒါကျမတို့ရဲ့ဖိုးအေကြီးပဲအဲ့ဒါကိုနောင်လာနောင်သားတွေအားလုံးလည်းသိဖို့လိုတယ်
နောက်ပြီးတော့ဆရာကြီးသခင်ကိုတော်မိုင်းရဲ့တမိုင်းကိုဖျောက်လို့မရလွန်ခဲ့သောနှစ်တော်တော်များများကဒီကူဘိတ်မှန်တွေကိုပိတ်ဆို့ထားကြတယ်ဒီကူဘိတ်မှန်တွေထဲမှာခြုံနေမြက်တွေနဲ့ရှိကြတယ်ဆိုတော့ဒီကလေးတွေကဖျားစာဖူးမယ်ဒီနေရာဖြတ်သွားရင်ဒီနေရာဟာဘယ်သူကူဘယ်ဝါကူဆိုတာမသိဘူးပေါ့အဲ့ဒီလိုမျိုးမသိတဲ့အခါမှာပါတမိုင်းလည်းမသိဘူးပေါ့ဘာကြောင့်ဒီလိုထားရလဲဆိုတော့တမိုင်းကိုလည်းမသိဘူးပေါ့အခုတော့အစိုးရသစ်လက်ထက်မှာပို့ပြီးတော့ကျမတို့ပွင့်လင်းလာပြီဒီလိုအရာမျိုးကိုဆရာကြီးသခင်ကိုတော်မိုင်းကူဝိတ်မှန်ဆောင်းလျှောက်ရေးအဖွဲ့ကလုပ်တယ်ပြီးတော့အများပြည်သူကလုပ်တယ်ဆိုရင်ကျမတို့တာဝန်ရှိတဲ့သူတွေအနေနဲ့လည်းအကုန်ပူးပေါင်းပါဝင်ဆောင်ရွက်ပေးရမယ်အစိုးရအနေနဲ့လည်းပါဝင်ပြီးတော့ပူးပေါင်းပါဝင်ဆောင်ရွက်ပေးရမယ်ပြည်သူတွေနဲ့သက်ဆိုင်တဲ့နေ့ဖြစ်တာကြောင့်အစိုးရအဖွဲ့အစည်းတွေကကုလိုနေ့တွေကိုပြန်လည်ရှင်းသန်လာအောင်လှုံ့ဆော်တင်တယ်လို့လည်းသူကအကြံပြုပါတယ်အများပြည်သူနဲ့ဆိုင်တာလည်းဖြစ်တယ်နောက်တစ်ခါကျတော့ပြည်သူလူထုအတုယူရမယ်နော်ပြည်သူလူထုကအတုယူရမယ်ညဉ့်ညဉ့်ရင်ဖခင်ကြီးလည်းဖြစ်တယ်အဲ့ဒီအတွက်ကိုဒီလိုအထိတ်အမှတ်နေ့တွေနော်အစိုးရရောပြည်သူရောတာဝန်ရှိတဲ့ပုဂ္ဂိုလ်တွေအကုန်လုံးပူးပေါင်းပါဝင်ဆောင်ရွက်တင်တာပေါ့ဒါအပြင်မွေးနေ့မှာတက်ဆိုင်ရာအဖွဲ့အစည်းအသီးသီးကပေးပို့လာတဲ့ငင်းငယ်ရေးနဲ့တက်ဆိုင်တဲ့တဝန်လာတွေကိုဖတ်ကြားခဲ့ကြပါတယ်YBS ရင်လိုင်းတွေအတွက်တရုတ်နိုင်ငံကနေကားအသစ်အစီး1000မေလာထဲမှာရောက်ရှိမယ်လို့ရန်ကုန်တိုင်းဒေသကြီးတည်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့အတွင်းရေးမှူးဒေါက်တာမောင်အောင်ကပြောပါတယ်။ရောက်ရှိလာမယ့်ကားတွေကိုအများပိုင်ရင်လိုင်းတွေကတချို့ကားအဟောင်းတွေနေရာမှာအစားထိုးအသုံးပြုသွားမယ်လို့ဆိုပါတယ်။တရုတ်နိုင်ငံကုမ္ပဏီနှစ်ခုကနေနှစ်နိုင်ငံအစိုးရချင်းချိတ်ဆက်ဝယ်ယူတာဖြစ်ပြီးကားတစ်စီးကိုငွေကျပ်3,900ဝန်းကျင်တန်ဖိုးရှိတယ်လို့သိရပါတယ်။လက်ရှိဝယ်ယူထားတဲ့အစီး1000ရောက်ရှိရင်နောက်ထပ်အစီး2000ထပ်မံဝယ်ယူဖို့ရှိတယ်လို့လည်းသိရပါတယ်ရှင်။ဆောက်လုပ်ပြီးအိမ်ယာတွေကို30% အထိဈေးလျှော့ရောင်းချပေးနေပါတယ်။ဒီသတင်းကိုတော့သတင်းနောက်ခိုင်စင်တွေကပေးပို့ထားပါတယ်ရှင်။ဟုတ်ပါတယ်ဒီနေ့အတွင်းအိမ်ချမ်းမြေအယောင်းဝယ်နေပါတာကြောင့်ကွန်ဒိုလုံးချင်းနဲ့တံမိုးနဲ့တိုက်ခန်းတွေကိုအရေးကြပုံစံနဲ့ရောင်းချပေးသလိုပုံမှန်ဈေးနှုန်းထက်20%နဲ့30%ထိလျှော့ဈေးနဲ့ရောင်းချပေးနေရလို့အိမ်ချမ်းမြေလုပ်ငန်းဆောင်ရွက်သူတို့ကပြောပါတယ်ကျွန်တော်အမှန်တကယ်ငွေလိုအပ်တဲ့လူတွေဘာတွေကနေပြောကျွန်တော်ဈေးလျှော့ရောင်းတာမျိုးရှိရဆိုရင်တော့ကျွန်တော်တို့အယောင်းဝယ်ဖြစ်တာမျိုးတွေ့ရပါတယ်ခင်ဗျနိုင်ငံသားအနေနဲ့ကျွန်တော်အိမ်ချမ်းမြေမှာဝင်ရောက်ပြီးတော့ဝယ်ယူခွင့်မရှိသေးဘူးပေါ့နော်အဲ့တော့ဒါပေမဲ့လည်းကွန်ဒိုဥပဒေထွက်လာမယ်ဆိုရင်တော့ကျွန်တော်တို့ဒီနိုင်ငံသားတွေကိုကွန်ဒိုမီနီယာကြီးတစ်ခုလုံးရဲ့40%အထိပေးရောင်းချပိုင်ခွင့်ရှိမယ်ဆိုတဲ့အချက်ပါပါတယ်အဲ့အတွက်ဒီလိုမျိုးကွန်ဒိုဥပဒေကိုဒါကျွန်တော်တို့နီးဥပဒေကိုကျွန်တော်တို့အတည်ပြုလိုက်ပြီဆိုရင်တော့ကျွန်တော်တို့ဒီကွန်ဒိုဈေးကွက်မှာကျွန်တော်နိုင်ငံသားအယောင်းဝယ်နေအတွက်ပို့ပြီးတော့ဖြစ်လာမယ်လို့မှန်းထားပါတယ်ခင်ဗျပြီးခဲ့တဲ့နှစ်ကစလို့ရန်ကုန်တိုင်းဒေသကြီးတွင်အိမ်ချမ်းမြေအဝယ်နေခဲ့ပြီးအငှားဈေးကွက်ကတိတိတတ်တာများလာတယ်လို့သူကဆက်လက်ပြောပါတယ်မှန်ပါတယ်ခင်ဗျကျွန်တော်2016နဲ့ရှင်းလိုက်မယ်ဆိုရင်2016 January February လနဲ့ပေါ့နော်ဒီ2019 January February နှစ်လဟိုပါပေါ့နော်ဒီနှစ်လအပေါင်းကိုရှင်းလိုက်မယ်ဆိုရင်ကျွန်တော်တို့အငှားဈေးကွက်မှာကျွန်တော်တို့9%နဲ့10%လောက်ထိတက်လာရဲလို့ကျွန်တော်ခံမှန်းရပါတယ်အဲ့အတွက်ကြောင့်ကျွန်တော်တို့ဒီမြန်မာနိုင်ငံအဓိကတော့မြန်မာနိုင်ငံစီးပွားရေးပေါ့နော်မြန်မာနိုင်ငံစီးပွားရေးအခြေအနေပေါ်မှာကျွန်တော်တို့အစိုးရအသစ်ပေါ်မှာယုံကြည်မှုတွေတိုးပွားလာပြီးတော့ကျွန်တော်တို့နိုင်ငံခြားနေပြီးတော့ပြည်တွင်းကိုယင်းနှိမ့်နှံမှုပမာဏတွေတဖြည်းဖြည်းနဲ့စီးဝင်လာတယ်ဒီလိုမျိုးစီးဝင်လာတဲ့အတူနိုင်ငံခြားယင်းနှိမ့်နှံမှုပမာဏများလာတဲ့အတူကျွန်တော်တို့စီးပွားရေးကပို့ပြီးလှုပ်ရှားလာတယ်အငှားဈေးကွက်ကပို့ပြီးတက်လာတယ်အဲ့အတွက်ကြောင့်ကျွန်တော်တို့အဲ့လိုမျိုးဖြစ်တယ်လို့မှန်းထားပါတယ်ခင်ဗျလက်ရှိမှာအိမ်ယာလိုအပ်ချက်တွေရှိပေမဲ့ဒီနေ့အတွင်းအိမ်ချမ်းမြေဈေးနှုန်းတည်ငြိမ်နေတာကြောင့်ဈေးတက်ဖို့အလားအလာတွေမရှိဘူးလို့မြန်မာနိုင်ငံဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌကပြောပါတယ်2019တို့ကတော့မြေဈေးအိမ်ဈေးတည်ငြိမ်မယ်လို့မျှော်မှန်းပါတယ်တည်ငြိမ်နေမယ်မတက်မြေဈေးအိမ်ဈေးတွေတက်သွားစရာအကြောင်းမရှိဘူးမြေဈေးအိမ်ဈေးတွေပုံမှန်ပဲအရင်ကင်ထားတဲ့ဈေးနဲ့ပဲရပ်တည်နေမယ်ထိုးတက်သွားစရာအကြောင်းမရှိဘူးဆောက်လုပ်ရေးနဲ့ပတ်သက်လို့ကတော့အကယ်လို့လာမယ့်နှစ်မှာတစ်နှစ်အတွင်းမှာတော့နိုင်ငံတကာလေးယုံကြည်မှုတွေလည်းရလာပြီနိုင်ငံတကာဝင်လာလည်းသိရတဲ့အတိုင်းပဲဂျပန်တို့ဘာလို့ဆိုဝင်အရင် feasibility study နဲ့ကိုအချိန်တော်ပေးရတာချိန်တာမှတ်တော့ဝင်လာနေနေတယ်အဲ့တော့မြန်မာလည်းဒါကိုက transparency နဲ့ဝင်လာဆိုအချိန်တော့နည်းနည်းယူရမယ်လေပြီးရင်တော့အကတဲ့အောင်မြင်သွားမှာပါ take off ရသွားမှာပါရန်ကုန်တိုင်းတွင်အိမ်ယာလိုအပ်ချက်တွေကိုဖြည့်ဆည်းပေးနိုင်ဖို့ကျပ်သိန်း100ဝန်းကျင်နဲ့ကျပ်သိန်း100အထက်ရှိတန်မိုးနဲ့အိမ်ယာစီမံကိန်းတွေကိုအစိုးရနဲ့ပုဂ္ဂလိကဆောက်လုပ်ရေးလုပ်ငန်းများကဖော်ဆောင်နေတာတွေရှိပါတယ်။ဒါပြင်ရန်ကုန်တိုင်းဒေသကြီးတွင်မြေဈေးကြီးမြင့်တာကိုထိန်းနိုင်အောင်ဆောင်ရွက်သွားမယ်လို့ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ကဖေဖော်ဝါရီလတွင်စီးပွားရေးလုပ်ငန်းရှင်တွေနဲ့တွေ့ဆုံစဉ်ပြောကြားခဲ့ပါတယ်ရှင်။
ရီတိုင်းဒေသကြီးမြန်အောင်မြို့နယ်တောင်ကျကျေးရွာအုပ်စုကုန်းကြီးကျေးရွာမှာမီးလောင်မှုတစ်ခုဖြစ်ပွားခဲ့ပါတယ်။မနေ့ကည7:00 နာရီခွဲအချိန်ကကုန်းကြီးကျေးရွာနေအိမ်တစ်လုံးကနေစတင်လောင်ကျွမ်းခဲ့တာပါ။မီးလောင်မှုကြောင့်အနီးတစ်ဝိုက်မှာရှိတဲ့နေအိမ်နှလုံးကိုပါကူးစက်လောင်ကျွမ်းခဲ့ပါတယ်။မီးလောင်တဲ့နေရာကိုဒေသခံအရန်မီးတပ်တပ်ဖွဲ့ဝင်တွေနဲ့ရွာသူရွာသားတွေကဝိုင်းဝန်းငြိမ်းသက်ကြရာ15မိနစ်အကြာမှာငြိမ်းသက်နိုင်ခဲ့ပါတယ်။စတင်လောင်ကျွမ်းတဲ့အိမ်ကပိုင်ရှင်ဖြစ်သူကတော့မီးလောင်ခံရပြီးနေရာမှာတင်သေဆုံးသွားခဲ့ပါတယ်။ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီးရွှေကျင်းနယ်မြေရဲစခန်းကစုံစမ်းစစ်ဆေးနေတယ်လို့သိရပါတယ်ရှင်။ပြည်တွင်းသတင်းတွေကိုတင်ဆက်ပေးခဲ့တာပါ။နိုင်ငံတကာသတင်းတွေကိုတော့တမူးကတင်ဆက်ပေးဦးနော်။ကောင်းပါပြီမရင်တွေတင်ဆက်ပေးသွားမယ့်နိုင်ငံတကာသတင်းတွေကတော့ကင်ဂျုံနယ်လောက်ကျန်မှုမှာတန်တရားရှိသူတဦးက VN ဆိုင်ရာမြောက်ကိုရီးယားတန်အမတ်ဟောင်းရဲ့တားဖြစ်နေဆိုတဲ့သတင်းအိန္ဒိယနိုင်ငံဥတာပရာဒက်ရှ်ပြည်နယ်မှာအမျိုးသမီးတွေကိုကာကွယ်ပေးမယ့်ရဲတပ်ဖွဲ့ကိုဖွဲ့စည်းလိုက်တဲ့သတင်းအပါအဝင်အခြားစိတ်ဝင်စားဖွယ်ရာနိုင်ငံတကာသတင်းတွေကိုရှုစားကြရမှာပဲဖြစ်ပါတယ်ရှင်။မလေးရှားလေဆိပ်မှာကင်ဂျုံနန်ကိုလှုပ်ကြံနေလို့တန်တရားရှိသူတဦးဟာ VN နိုင်ငံဆိုင်ရာမြောက်ကိုရီးယားတန်အမတ်ဟောင်းတဦးရဲ့သားဖြစ်တယ်လို့တောင်ကိုရီးယားနိုင်ငံပိုင် Yonhap သတင်းမှာဖော်ပြထားပါတယ်။ဒီသတင်းကိုသတင်းတောက်တင်စာလွင်ကတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ရှင်။ဟုတ်ပါရဲ့ရှင်ကင်ကိုလောက်ကျန်တယ်လို့တန်တရားရှိသူတွေကတဦးဟာ VN နိုင်ငံမှာ10နှစ်ကြာနေထိုင်သွားတဲ့အသက်33နှစ်အရွယ်ရီဂျီဟွန်ဆိုသူဖြစ်ပြီး VN နိုင်ငံဆိုင်ရာမြောက်ကိုရီးယားတန်အမတ်ဟောင်းဟနွိုင်ဟောင်းရဲ့သားဖြစ်ပါတယ်။ရီဟာကင်ကိုလေးစိတ်မှာကင်ဂျုံနန်ကိုလောက်ကျန်ဖို့ VN နိုင်ငံသူဒိုယန်တီဟောင်းကိုစေခိုင်းခဲ့တယ်လို့အာဏာပိုင်တွေကတန်တရားရှိနေတာဖြစ်ပါတယ်။ VN နိုင်ငံသူထိုရန်နဲ့အင်ဒိုနီးရှားနိုင်ငံသူ Siti Iraf တို့ကကင်ရမျက်နှာကို VX-NAV agent ဓာတုအစိမ့်နဲ့ပတ်ခဲ့တယ်လို့ယူဆကြောင်းရွဟတ်သတင်းမှာဖော်ပြထားပါတယ်။ထိုရန်နဲ့ Siti တို့ကသူတို့ဟာကြီးစဲနောက်ပြောင်တဲ့ရုပ်သံအစီအစဉ်တစ်ခုမှာပါဝင်တရုပ်ဆောင်နေတယ်လို့ယူဆကြောင်းပြောကြားခဲ့ပါတယ်ရှင်။အိန္ဒိယနိုင်ငံဥတာပရာဒက်ရှ်ပြည်နယ်ဝန်ကြီးချုပ်အသစ်ကအမျိုးသမီးတွေကိုကာကွယ်ပေးမယ့်ရဲတပ်ဖွဲ့ကိုဖွဲ့စည်းလိုက်ပါတယ်။ပြည်နယ်ဝန်ကြီးချုပ်အသစ်ရိုဂီအစ်တီရာနက်ကရွေးကောက်ပွဲကာလအတွင်းပေးထားတဲ့ကတိအတိုင်းအမျိုးသမီးတွေကိုနောက်ပြောင်ကြီးစဲခြင်းနဲ့အခြားရာဇဝတ်မှုတွေကနေကာကွယ်ပေးဖို့အတွက်အခုလိုဖွဲ့စည်းလိုက်တာပါ။ဒါဟာသူဝင်ကြီးချုပ်ဖြစ်ပထမဆုံးဆောင်ရွက်ချက်လည်းဖြစ်ပါတယ်။အခုဖွဲ့စည်းလိုက်တဲ့ရဲတပ်ဖွဲ့အမည်ကတော့အန်တီရိုမီယိုဖြစ်ပြီးမီရက်ခရိုင်ရှိအမျိုးသမီးတွေနဲ့ចောင်းသူတွေကိုအနှောက်အယှက်ပေးနေတဲ့အန်ရီတွေကိုစတင်စောင့်ကြည့်နေပါတယ်။ဒီရဲတပ်ဖွဲ့ရဲ့အဓိကရှိရွယ်ချက်ကအနှောက်အယှက်ပေးနေတဲ့လူငယ်တွေကိုနောက်တစ်ခါအလားတူအပြုအမူတွေထပ်မလုပ်အောင်ပညာပေးဖို့ဖြစ်တယ်လို့ဆိုပါတယ်။အမျိုးသမီးတွေကိုနှောက်ယှက်တဲ့အပြုအမူကျူးလွန်တဲ့အမျိုးသားတွေကိုရဲတပ်ဖွဲ့ကအမှတ်တမ်းထားရှိမှဖြစ်ပြီးပထမအကြိမ်မှာသတိပေးထားပေမဲ့နောက်ထပ်တစ်ကြိမ်ကျူးလွန်မယ်ဆိုရင်တော့ရဲတပ်ဖွဲ့ကအရေးယူဆောင်ရွက်သွားမှာဖြစ်တယ်လို့စပွန်နစ်သတင်းမှာဖော်ပြထားပါတယ်ရှင်။မြောက်ကိုရီးယားနိုင်ငံကနောက်ဆုံးတုံးကြီးစမ်းသပ်ပြစ်လို့မှုမအောင်မြင်ပေမဲ့အမေရိကန်နဲ့စစ်မှတ်ဖက်ပြိုင်ဖြစ်ဖို့အသင့်ရှိနေတယ်လို့ပြောကြားလိုက်ပါတယ်။အမေရိကန်နိုင်ငံသားရေးဝန်ကြီး Rex Tillerson ကမြောက်ကိုရီးယားအပေါ်ပုံမပြင်းထန်တဲ့ဒဏ်ခတ်ပိတ်ဆို့မှုတွေချမှတ်ရေးပြောဆိုမှုတွေကိုတုံ့ပြန်တဲ့အနေနဲ့မနေ့ကအခုလိုပြောကြားလိုက်တာပါ။မြောက်ကိုရီးယားဟာမနေ့ကနိုင်ငံအရှေ့တောင်ပိုင်းဖုန်ဆန်လေးတက်စခန်းကနေဒုံးကျည်တစ်စင်းပစ်လွတ်ခဲ့ပါတယ်။ဒါပေမဲ့အဲ့ဒီဒုံးကျည်ဟာပစ်လွတ်ပြီးစက္ကန့်ပိုင်းအကြာမှာပြစ်ကျသွားခဲ့တယ်လို့တောင်ကိုရီးယားကာကွယ်ရေးဝန်ကြီးဌာနကပြောပါတယ်။ဒါပေမဲ့အဲ့ဒီဒုံးကျည်အမျိုးအစားနဲ့ပြစ်ကျရတဲ့အကြောင်းရင်းကိုအတည်ပြုနိုင်ခြင်းမရှိပါဘူး။ American Pacific စစ်ဌာနချုပ်ကတော့ဒုံးကျည်စမ်းသပ်တဲ့ဖြစ်စဉ်ကိုအသေးစိတ်ဆန်းစစ်နိုင်အောင်မိဖက်အဖွဲ့အစည်းတွေနဲ့အတူလက်တွဲအလုပ်လုပ်နေရလို့ပြောကြားထားကြောင်း AP သတင်းမှာဖော်ပြထားပါတယ်ရှင်။အဘူဆေးရစစ်သွေးကြောအဖွဲ့တွေဖမ်းဆီးထားတဲ့မလေးရှားသင်္ဘောသား2ဦးကိုဖိလစ်ပိုင်စစ်တပ်ကကယ်ဆယ်လိုက်ပါတယ်။စစ်သွေးကြောတွေကရှလကြာဖမ်းဆီးထားတဲ့မလေးရှား2ဦးကိုဆိုလိုပြည်နယ်ပတာကျွန်းအနီးမှာဒီကနေ့မနက်ကကယ်ဆယ်နိုင်ခဲ့တာလို့ဆိုပါတယ်။သူတို့2ဦးကိုစစ်စစ်ချက်ရယူဖို့တပ်မတော်စေယုံကိုပို့ဆောင်သွားမယ်လို့ဆိုပါတယ်။ပြီးခဲ့တဲ့ဇွန်လလကဖိလစ်ပိုင်နိုင်ငံတောင်ပိုင်းအနီးရှိမလေးရှားနိုင်ငံဆာဘာပြည်နယ်ကရေပြင်မှာမလေးရှားဆွဲတင်မောကတင်မောသား9ဦးကိုပြန်ပေးဆွဲသွားခဲ့ပါတယ်။အခုဖိလစ်ပိုင်စစ်တပ်ကကယ်ဆယ်လိုက်တဲ့တင်မောသား2ဦးဟာပြန်ပေးဆွဲခံရတဲ့တင်မောသား9ဦးတွေကဖြစ်တယ်လို့ AP သတင်းမှာဖော်ပြထားပါတယ်ရှင်။ဖိလစ်ပိုင်သမ္မတဒူတာတေးကသူ့အနေနဲ့စစ်အုပ်ချုပ်ရေးထုတ်ပြန်တာဒေသဆိုင်ရာရွေးကောက်ပွဲတွေကိုဆိုင်းငံ့တာတွေလုပ်သွားဖို့စဉ်းစားသုံးသပ်နေတယ်လို့ပြောကြားလိုက်ပါတယ်။ထိုင်းနိုင်ငံခီးစဉ်ပြီးဒူတာတေးကအခုလိုပြောဆိုတဲ့အတွက်ဖိလစ်ပိုင်နိုင်ငံမှာစိုးရိမ်မှုတွေမြင့်တက်နေပါတယ်။စစ်အုပ်ချုပ်ရေးကြီးညာရေးမူရပြဿနာတစ်ခုတည်းတောင်မကပဲပြဿနာအလုံးကိုဖြေရှင်းပြီးသားဖြစ်သွားလိမ့်မယ်လို့ဒူတာတေးကဆိုပါတယ်။
စေအုပ်ချုပ်ရေးကြီးညာခဲ့ရင်စစ်ဘက်ဆိုင်ရာတရားရုံးတွေတည်ထောင်ပြီးအကြမ်းဖက်သမားတွေကိုကြိုးပမ်းကွပ်မျက်သွားမယ်လို့ပြောပါတယ်ဒေသဆိုင်ရာရွေးကောက်ပွဲတွေကိုဆိုင်းငံ့ပြီးဒေသဆိုင်ရာခေါင်းဆောင်4000ကျော်ကိုခက်အပ်သွားဖို့အစီအစဉ်တွေကြောင်းလည်းပြောကြားထားပါတယ်။ဒူတာတီဟာမနစ်ကသမ္မတရွေးကောက်ပွဲမှာတရားဥပဒေစိုးမိုးရေးကြွေးကြော်တန်းတဲ့အနိုင်ရရှိခဲ့ပါတယ်။သူသမ္မတဖြစ်ပြီးနောက်ဆင်နွှဲတဲ့မူရစ်စေဝါနှိမ်နင်းရေးစစ်ပွဲအတွင်းလူပေါင်း6000လောက်သေဆုံးခဲ့ရပြီးဖြစ်ပါတယ်။အာနာရှင်ဖာဒီနယ်မာကိုစ်ကိုပြည်သူ့အာဏာလှုပ်ရှားမှုနဲ့ဖြုတ်ချခဲ့တဲ့ဒီမိုကရေစီစနစ်တည်ဆောက်ဆဲဖိလစ်ပိုင်နိုင်ငံမှာဒူတာတီရဲ့အခုလိုပြောဆိုချက်တွေကြောင့်အဆိုးရိမ်မှုတွေဖြစ်ပေါ်နေတယ်လို့ AP သတင်းမှာဖော်ပြထားပါတယ်ရှင်။ American ရွေးကောက်ပွဲအပြီးသမ္မတ Trump နဲ့သူ့အဖွဲ့သားတွေရဲ့ဆက်သွယ်ပြောဆိုမှုမှတ်တမ်းတွေကိုထောက်လှမ်းရေးအဖွဲ့အစည်းတွေကမတော်တဆသိမ်းဆည်းရမိထားတယ်လို့ Republican အမတ်တဦးကဒီကနေ့မှပြောပါတယ်။သိမ်းဆည်းရမိတဲ့အစီရင်ခံစာတွေမှာလူတဦးချင်းအမည်တွေကိုတွေ့ရတယ်လို့အောက်လွှတ်တော်ထောက်လှမ်းရေးကော်မတီဥက္ကဋ္ဌ Mr. Nan ကပြောပါတယ်။ဒါပေမဲ့အဲ့ဒီအစီရင်ခံစာတွေမှာအိုဘားမားကသူ့ရဲ့ဖုန်းကိုခိုးနှားထောင်ဖို့အမိန့်ပေးခဲ့တယ်ဆိုတော့ Trump ပြောကြားချက်ကိုထောက်ခံတဲ့အချက်မတွေ့ရဘူးလို့ဆိုပါတယ်။ဒါအပြင်အခုသိမ်းဆည်းရမိတဲ့မှတ်တမ်းတွေဟာ Trump နဲ့ရုရှားကြားဆက်ဆက်မှုအပေါ် FBI ရဲ့စုံစမ်းစစ်ဆေးမှုတွေနဲ့မသက်ဆိုင်ဘူးလို့လည်းနန်းကပြောပါတယ်။ဒီကိစ္စနဲ့ပတ်သက်ပြီးအောက်လွှတ်တော်ထောက်လှမ်းရေးကော်မတီကဒီမိုကရက်အမတ်အဒမ်ရှက်ဖ်ကတော့ကော်မတီကိုအရင်မတိုင်ပဲလူသိရှင်ကြားဖွင့်ချတဲ့အတွက်နန်းကိုဝေဖန်လိုက်ပါတယ်။အခုလိုမစ္စတာနန်းရဲ့လူသိရှင်ကြားထုတ်ဖော်ပြောဆိုမှုကြောင့်နိုင်ငံရေးအရအငြင်းပွားမှုတွေပေါ်ပေါက်နေကြောင်း AP သတင်းမှာဖော်ပြထားပါတယ်ရှင်။နိုင်ငံတကာသတင်းတွေကိုတင်ဆက်ပေးကြတာဖြစ်ပါတယ်။အားကစားသတင်းတွေတော့မရင်တွေကဆက်လက်တင်ဆက်ပေးပါအောင်နော်။ ကောင်းပါပြီတမှုရေအားကစားသတင်းတွေဘက်မှာတော့ဘောလုံးလောကရဲ့ကစားသမားအပြောင်းရွှေ့စနစ်ကိုပြုပြင်ပြောင်းလဲမဲ့ဥရောပဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌဆက်ဖာရင်အခုနှစ်နွေရာသီထိစမ်းချက်နဲ့အိုဇီတို့ကိုစာချုပ်သစ်ချုပ်ဆိုဖို့ဆွေးနွေးမှုတွေပြုလုပ်သွားအောင်မှာမဟုတ်တဲ့အာဆင်နယ်အသင်းရဲ့သတင်းပါဝင်တခြားစိတ်ဝင်စားဖွယ်ရာအားကစားသတင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ရှင်ဥရောပဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌဆက်ဖာရင်ကဘောလုံးလောကရဲ့ကစားသမားအပြောင်းရွှေ့စနစ်ကိုပြုပြင်ပြောင်းလဲသွားမယ်လို့ဂရုပြုပြောလိုက်ပါတယ်။ငွေကြေးချမ်းသာတဲ့ကလပ်အသင်းကြီးတွေစီကိုလူငယ်ပါရမီရှင်ကစားသမားတွေအားလုံးအလုံးအရင်ဝင်ရောက်နေတာကိုရပ်တန့်ဖို့ဆက်ဖာရင်ကအခုလိုပြောလိုက်တာပါ။ကစားသမားအပြောင်းရွှေ့စနစ်အသစ်မှာကစားသမားအရေးအတွက်ကိုကန့်သက်မှုတွေဒါမှမဟုတ်အခွန်ကောက်ခံမှုတွေနဲ့ကန့်သက်သွားမယ်လို့ပေါ်တူဂီမှာကျင်းပခဲ့တဲ့ UEFA ညီလာခံမှာဆက်ဖာရင်ကပြောပါတယ်။အဲ့လိုလှုပ်ဆောင်လိုက်မယ်ဆိုရင်ကလပ်အသင်းကြီးတစ်သင်းဒါမှမဟုတ်နှစ်သင်းလောက်ကသာအကောင်းဆုံးကစားသမားအားလုံးကိုခေါ်ယူနေတာကိုရပ်တန့်နိုင်လိမ့်မယ်လို့ဆိုပါတယ်။ဒါအပြင်အခြားကလပ်အသင်းတွေအတွက်လည်းအကျိုးရှိလာလိမ့်မယ်လို့ဆက်ဖာရင်ကပြောခဲ့ပါတယ်။ UEFA ကဇန်နဝါရီလထဲထုတ်ပြန်ထားတဲ့စစ်တမ်းမှာတော့ဥရောပကထိပ်သီးကလပ်အသင်းကြီး15သင်းဟာဗန်နာရေးဖွံ့ဖြိုးတိုးတက်မှုရာခိုင်နှုန်း140ကျော်မြင့်တက်လာပြီးကျန်တဲ့အလဲအလက်ကလပ်အသင်းတွေနဲ့အသင်းငယ်900ကျော်လောက်ကဗန်နာရေးဖွံ့ဖြိုးတိုးတက်မှုဟာ18ရာခိုင်နှုန်းသာရှိတယ်လို့ဖော်ပြထားပါတယ်ရှင်။စမ်းချက်နဲ့အိုဇီတို့ကိုစာချုပ်သစ်ချုပ်ဆိုဖို့ဆွေးနွေးညှိနှိုင်းမှုတွေခုနှစ်နေရာသီမတိုင်ခင်အထိစောင့်ဆိုင်းထားအောင်မယ်လို့အာဆင်နယ်နီးပြအာဆင်ဝင်းကပြောပါတယ်။စမ်းချက်နဲ့အိုဇီတို့ဟာအာဆင်နယ်အသင်းနဲ့စာချုပ်သက်တမ်းတစ်နှစ်ကျော်စီကြန့်ရှိနေပါသေးတယ်။ဒါပေမဲ့လည်းစာချုပ်သစ်ချုပ်ဆိုဖို့ဆွေးနွေးညှိနှိုင်းမှုတွေဟာသဘောတူညီမှုမရသေးပါဘူး။အာဆင်နယ်နီးပြဝင်းကကိုယ်တိုင်ကလည်းအသင်းမှာဆက်နေဖို့ဆုံးဖြတ်ချက်ချခဲ့ပေမဲ့နှစ်နှစ်သက်တမ်းစာချုပ်သစ်ကိုတော့လက်မှတ်ရေးထိုးရခြင်းမရှိသေးပါဘူး။အသင်းမှာဘယ်လောက်ကြာဆက်နေရအောင်မယ်ဆိုတာအရေးမကြီးပဲအသင်းမှာရှိနေသမျှကာလပတ်လုံးအောင်မြင်မှုရဖို့ပဲအာရုံစိုက်သွားမယ်လို့ဆိုပါတယ်။ဒါအပြင်စမ်းချက်နဲ့အိုဇီတို့ကိုစာချုပ်သစ်ချုပ်ဆိုဖို့သဘောတူညီမှုတွေမရသေးတာကြောင့်နွေရာသီအပြောင်းအရွှေ့ကာလအထိစောင့်ဆိုင်းသွားမယ်လို့ဝင်းကပြောပါတယ်။လောလောဆယ်မှာအာဆင်နယ်အသင်းဟာပရီးမီးယားလိအမှတ်ပေးဇယားရဲ့အဆင့်6နေရာမှာရှိနေပြီးနောက်အပတ်တနင်္ဂနွေနေ့မှာမန်စီးရီးအသင်းနဲ့ပရီးမီးယားလိပွဲစဉ်ရှင်ပြိုင်မှာဖြစ်တယ်လို့ BBC သတင်းမှာဖော်ပြထားပါတယ်ရှင်။ကြန့်ရှိနေသေးတဲ့အားကစားသတင်းတွေကိုတင်ဆက်ပေးကြပါမယ်။ဂျာမနီအသင်းနဲ့ပွဲစဉ်မှာရှုံးနိမ့်ခဲ့ပေမဲ့လည်းကစားကွက်အသင်းနဲ့အန်ဝင်ခွင်ကြကစားနိုင်ခဲ့တဲ့အတွက်အရန်ကျင်တဲ့အားရမိတယ်လို့အင်္ဂလန်နီးပြဆော့ကစ်ကပြောလိုက်ပါတယ်။ဒီကနေ့မနေ့အစောပိုင်းကအရှင်ပြိုင်ကစားခဲ့တဲ့နိုင်ငံတကာချစ်ကြည်ရေးခြေစမ်းပွဲမှာအင်္ဂလန်အသင်းကဂျာမနီအသင်းအိမ်ခွင်မှာတကိုးကိုမရှိနဲ့ရှုံးနိမ့်ခဲ့ပါတယ်။ဂျာမနီအသင်းအတွက်တလုံးထဲသောအနိုင်ကိုပိုဒိုစကီကသွင်းယူခဲ့တာပါ။ဒါပေမဲ့လည်းအင်္ဂလန်နီးပြဆော့ကစ်ကတော့ဂျာမနီနဲ့ပွဲစဉ်မတိုင်ခင်တလခွဲလောက်အလိုကလေးက3-4-3ကစားကွက်နဲ့ကစားဖို့ဆုံးဖြတ်ခဲ့တာလို့ပြောပါတယ်။
စားသမားတွေကလည်းပုံစံအသစ်နဲ့ခြေစွမ်းပြကစားနိုင်ခဲ့တယ်လို့ဆိုပါတယ်အခုလိုတိုက်စစ်ပိုင်းအားထက်ပြီးကစားခဲ့တဲ့ပုံစံအသစ်ကိုအားရမိပြီးနောက်ထပ်လိုသလိုပြောင်းလဲအသုံးပြုနိုင်တဲ့ကစားကွက်ပုံစံအသစ်တွေလည်းအများကြီးရှိသေးတယ်လို့စောက်ကိတ်ကပြောခဲ့ပါတယ်အင်္ဂလန်အသင်းဟာ2006ခုနှစ်ကခရိုအေးရှားအသင်းကိုရှုံးနိမ့်ခဲ့ပြီးချိန်ကလေးက 3-4-3 ကစားကွက်ကိုအသုံးမပြုတော့ဘဲအခုစောက်ကိတ်လက်ထက်ကြမှာပထမအဆုံးအကြိမ်ပြန်လည်အသုံးပြုခဲ့တာဖြစ်တယ်လို့ BBC သတင်းမှာဖော်ပြထားပါတယ်ရှင်ဥရုဂွေအသင်းနဲ့ရှင်ပြိုင်ကစားမဲ့ပွဲစဉ်မှာအင်တာမီလန်နောက်ခံကစားသမားမီရန်ဒါကဘရာဇီးအသင်းကောင်းဆောင်ဖြစ်တာဝန်ယူသွားမယ်လို့ဂိုးသတင်းမှာဖော်ပြထားပါတယ်ဘရာဇီးနီးပြတိုင်တီရဲ့အလဲကျအသင်းကောင်းဆောင်မူဝါဒအရမီရန်ဒါနောက်ပွဲမှာအသင်းကောင်းဆောင်အဖြစ်တာဝန်ယူမှာပါအရင်နေ့အိုလံပစ်ပြိုင်ပွဲပြီးချိန်ကဘရာဇီးတိုက်စစ်မှုနေမှာဟာအသင်းကောင်းဆောင်နေရာကိုဆက်ပြီးတာဝန်ယူတော့ကြောင်းကြေညာခဲ့ပါတယ်နီးပြတိုင်တီကလည်းအသင်းမှာခေါင်းဆောင်ရာထူးကိုကစားသမားတဦးတယောက်တည်းပုံသေးခန့်အပ်မထားတော့ပဲစီနီယာကစားသမားတွေကိုအလဲကျတာဝန်ယူခိုင်းခဲ့ပါတယ်ဥရုဂွေးနဲ့ပွဲစဉ်ဟာနောက်ခံကစားသမားမီရန်ဒါအတွက်ဘရာဇီးအသင်းကောင်းဆောင်အဖြစ်ပထမဦးဆုံးတာဝန်ယူကစားရမယ့်ပွဲဖြစ်လာခဲ့ပါတယ်နီးပြတိုင်တီလက်ထက်အသင်းကောင်းဆောင်ရာထူးကိုတခြားစီနီယာကစားသမားတွေဖြစ်တဲ့ဒန်နီယယ်အဲဗက်က2ကြိမ်ဖာနန်ဒင်ဟိုဖီလစ်လူဝစ်နဲ့အော်ဂတ်စတိုကတစ်ကြိမ်စီတာဝန်ယူခဲ့ဘူးတယ်လို့သတင်းမှာဖော်ပြထားပါတယ်ရှင်အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်နဲ့ဂျာမနီဘောလုံးအဖွဲ့ချုပ်တို့ကမိတ်ဖက်နီးပြအစီအစဉ်တရက်အတွက်နားလည်မှုစာချုပ်လက်မှတ်ရေးထိုးလိုက်ပါတယ်နှစ်နိုင်ငံစလုံးကဘောလုံးအားကစားလေ့ကျင့်ခန်းတွေလူငယ်ကစားသမားတွေကိုပြုစုပြိုးထောင်ပေးမှုတွေနဲ့အုပ်ချုပ်ရေးပိုင်းတွေမှာတစ်ဖက်နဲ့တစ်ဖက်သဘောထားအမြင်ဖလှယ်တာတွေအကြံပေးတာတွေလှုပ်ဆောင်သွားမှာပါကနဦး2နှစ်စီမံကိန်းကာလတစ်လျှောက်သက်ဆိုင်ရာဘောလုံးအဖွဲ့ချုပ်တွေကကိုယ်စားလှယ်တွေဟာနှစ်စဉ်ဆွေးနွေးသွားမှာဖြစ်ပါတယ်အခုလိုပူးပေါင်းဆောင်ရွက်မှုတွေဟာနှစ်ဖက်စလုံးအတွက်အကျိုးရှိစေမယ်ဆိုတာယုံကြည်တယ်လို့ဂျာမန်ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌဂရင်ဒရက်ကပြောတာကိုစပေါ့မိုသတင်းမှာဖော်ပြထားပါတယ်ရှင်အပူဒဏ်အန္တရာယ်ကာကွယ်ရေးနှိုးဆော်ချက်အပူဒဏ်ကြောင့်မလိုလားအပ်တဲ့အကျိုးဆက်များမဖြစ်ပေါ်စေဖို့ကျန်းမာရေးဝန်ကြီးဌာနကထုတ်ပြန်ထားတဲ့အချက်လက်တွေကိုလိုက်နာကြဖို့နှိုးဆော်အပ်ပါတယ်ခင်ဗျာ1နနက်10:00နာရီကနေညနေ9:00နာရီအတွင်းလွင်တီးခေါင်ပြင်ရေကန်နာရေသိမ်းစားတဲ့နေရာတွေမှာရေချိုးခြင်းကိုရှောင်ကျဉ်ပြီးအရိပ်ရအေးမြတဲ့နေရာတွေမှာနေပါ2နေပူတွေကပြန်လာပြီးချက်ချင်းရေချိုးခြင်းကရှောင်ကျဉ်ပါ3နေပူထဲမှာပြင်းထန်တဲ့ကိုယ်လက်လှုပ်ရှားမှုတွေမပြုလုပ်သင့်ပါ4ရဲတောက်ခြင်းဟာအပူဒဏ်အန္တရာယ်ကိုဖြစ်ပေါ်လွယ်စေခြင်းနဲ့ဖြစ်ပေါ်ခဲ့ရင်ပြင်းထန်စွာခံစားရတာကြောင့်ရှောင်ကျဉ်သင့်ပါတယ်5နေခင်းဘက်အပြင်ထွက်တဲ့အခါတိုင်းအရိပ်လုံလောက်စွာရရှိနိုင်တဲ့ထီအုတ်ထုပ်တွေစောင်းပါ6အလင်းအောင်ပြန်တဲ့အဖြူအောင်ဒါမှမဟုတ်အယောင်ဖြော့ဖြော့အဝတ်ထည်တွေကိုဝတ်ဆင်ပါပေါ့ပေါ့ချောင်ချောင်ချီတဲ့တွေကိုဝတ်ဆင်ပါ9ချွေးထွက်လွင်ကိုယ်ထဲမှာရှိတဲ့ရေနဲ့ဓာတ်စားဆုံးရှုံးတာကိုပြန်လည်ဖြည့်တင်းနိုင်အောင်ဓာတ်စားရည်တောက်ပါကိုယ်ပူချိန်တက်ရင်ရေဘက်နန်နန်တိုက်ပါ10စီးချိုယောဂနှလုံးယောဂသွေးတိုးယောဂအခန့်ရှိသူတွေကလေးသူငယ်နဲ့တက်ကြီးရွယ်အိုတွေအနေနဲ့နေ့လည်နေခင်းမှာအရေးရပြီးလေဝင်လေထွက်ကောင်းတဲ့နေရာမျိုးမှာနားနေပါကိုမိဖုရားနာတွေထွက်လာရင်ရေဝိကတ်တာတွေတနခါလိမ့်တာတွေလုပ်ပေးပါ30အပူတန်းကြောင့်ပင်ပန်းနှွမ်းနေတာတွေကိုပူချိန်တက်တာတွေသတိလစ်တာနဲ့အသက်ယောဂဖြစ်လို့ဆေးရုံရောက်နောက်ကျရင်အသက်ဆုံးရှုံးနိုင်တာကြောင့်ဆေးရုံကိုအမြန်ဆုံးပြသကြဖို့နှိုးဆော်အပ်ပါတယ်ခင်ဗျာကျန်းမာရေးဝန်ကြီးဌာနအားကစားသတင်းတွေကိုတင်ဆက်ပေးခဲ့တာပါဒီကနေ့ည10:00နာရီမှာလည်းသတင်းစီစဉ်တွေကိုထုတ်လွှင့်တင်ဆက်ပေးသွားမှာဖြစ်လို့စောင့်မျှော်ကြည့်ရှုနိုင်ပါတယ်ပရိသတ်များအားလုံးရှင်လန်းချမ်းမြေ့ကြပါစေရှင်